Mic test. Mic test. Okay, test 1, 2, ready, 1, 2, 3. Alright, okay, come on, this bad boy. Alright, okay. No, just okay. Hello. အားလုံးပဲမင်္ဂလာပါဆိုကျွန်တော် YouTube channel ကနေပြန်ပြီးတော့မှကြိုးစားပါရယ်ဆိုတော့ကျွန်တော်ဘက်ကလည်းဝါလိုက်မယ်ဆိုဒီ video အဓိကဒီကောင်ကြီးအတွက်ဖြစ်တဲ့ကြောင့်ဒီဘက်ကိုပဲ focus တာပေးလိုက်ဘူးเนาะဆိုတော့ဒီ video ကတော့အဓိကဒီကျွန်တော်ဒီ React အကြောင်းကိုရှင်းပြတဲ့စံတာဘလို့ comment farewell လို့ပါလို့farewell လို့ပါလို့နှုတ်ဆက်စကားဒီ AXX ရဲ့ဟိုအကြောင်းလည်းနည်းနည်းပြောရင်းနဲ့ဒီကျွန်တော်ရဲ့ feedback ပေါ့နော်ထုံးစံတိုင်းသူရဲ့ tutorial တော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီအသုံးပြီးမှကျွန်တော်သူကြားတဲ့အချက်သူအနေငယ်ဒီမှာရှိတဲ့borrow နဲ့ sharing နဲ့ငယ်လုပ်ပေးချင်တာလည်းပါတယ်ကျွန်တော် feedback လည်းပေါ့နော်အဲ့ဒါလေးပေး sharing နဲ့ပေါ့ထုံးစံတိုင်းအဲ့ဒါနောက်တစ်ခုကကျွန်တော်ဒီကောင်ကိုရောင်းလိုက်ပေါ့နော်ရောင်းလိုက်ပြီဆိုတော့ဒါနောက်ဆုံးသူ့ကိုနှုတ်ဆက်တဲ့အနေနဲ့အမှတ်တရဒါဒီဟာကို line ပေါ်မှာကျွန်တော်ရဲ့ YouTube မှာတင်ချင်တာလည်းပါတယ်ဆိုတော့တချို့တော်တော် is waste time ပေါ့နော်ဆိုတော့ sorry ပါဘာမှ benefit မဖြစ်ဘူးဆိုရင်ပေါ့ဆိုတော့ AX8 ကဒီကျွန်တော်တို့ fractal အကြောင်းတော့ကျွန်တော်တို့ guitar သမားတွေမသိရလို့မရှိတော့ပါဘူးเนาะဆိုတော့ guitar သမားတွေမှာကျွန်တော်တို့အဲ့လိုဒီ app modeler နဲ့ပတ်သက်လို့ရှင်တော့ဒီကျွန်တော်တို့အရင်ပေါ့ဒီ quad core မပေါ်ခင်ဒီ neural DSP development လုပ်ခင်မှာတော့ကျွန်တော်တို့ဟို big 3လို့ပြောလို့ရတယ်ပေါ့နော်ဒီ big 3ထဲမှာကျွန်တော် big 2အစပိုင်းမှာတော့ big 2ခေါ်မလားပဲ camper နဲ့ fractal ပဲရှိတယ် line 6 က line 6 ကဒီ helix မထွက်ခင်မှာ line 6 ကတော်တော်လေးကိုဒီ market ဒီ competition ပေါ့နော်ဒီတခြား brand nation ကတော်တော်လေးထိုးကျသွားတယ်ပေါ့နော်အဲ့တော့ဒီကျွန်တော်တို့အဲ့ချိန်မှာပါတကယ် artist တွေသုံးတဲ့အထဲမှာပါတယ်ဘာလို့ကျွန်တော် big 2ကတော့ဒီ camper နဲ့ fractal နဲ့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီကျွန်တော် mouse on rock tone တင် rock tone တို့ပြီးလို့ရှိရင်တော့11 rack တို့ပေါ့နော်မျိုးတွေကဒီ
ဒီ line 6ဒီ POD series ကိုကြော်ပြီးမှတက်လာတော့ဆိုတော့ big 2 camper နဲ့ဒီ fractal ဒါပေမဲ့နောက်တော့ line 6ကသူတို့ပြန်ပြီးတော့မှဒီ technology ကိုသူတို့ upgrade လုပ်ပြီးတော့ helix ထွက်လာတော့သူတို့ big 3ဖြစ်သွားတယ်ကိုကတော့ big 4ဖြစ်လာပြီပေါ့နော်ဆိုဒီ line 6ဆိုဒီ quad cortex ပေါ့တခြားတော့အများကြီးပဲထွက်လာတယ်ကို Fender က3 master ထင်တယ်เนาะအဲဒီကောင်လဲကျွန်တော်တို့ဒီ market ဒီ app model ထဲမှာ app modeling app model ထဲမှာတက်လာထားလိုက်ပါတော့ဆိုဒီ fractal ကကျွန်တော်ဒီ guitar ဟို guitar TV တီးရလာလို့ပြောတော့မှားလိမ့်မယ်ကျွန်တော်ကအဲ့တော့မသိခဲ့ဘူးဆိုဒီလွန်ခဲ့တဲ့ကျွန်တော် fractal ကိုစကြိုက်တာကစပြီးတော့ကြိုက်တာကဟိုဒီ mouse တိတ်တော့မကြသေးဘူးပေါ့နော်ပြောလို့ရတယ်လွန်ခဲ့တဲ့10နှစ်လောက်ကမှကျွန်တော်စပြီးတော့မှဒီ fractal ကိုတတိထားမိတယ်ဆိုတော့ကျွန်တော်စရဲကျွန်တော်ကြိုက်တယ်ဒါပေမဲ့အမြဲတမ်းမတက်နိုင်ဘူးဘာညာပေါ့နော်အဲ့လိုမျိုးဖြစ်တယ်နောက်တစ်ခုကဟိုအဲ့ဒီချိန်မှာကျွန်တော်နေတဲ့နေရာမှာလည်းအဲ့လိုမျိုးဒီ official distributor တွေလည်းမရှိတဲ့အခါမှာတော့တအားရှားတယ်ဆိုနိုင်ငံခြား US ကနေပဲ direct မှာဝယ်ရတယ်ဆိုတော့ဈေးကပိုကြီးတယ်ဆိုတော့အကြောင်းအဲ့လိုမျိုးကြောင့်တော့မဝယ်ဖြစ်ဒါမဲ့ဒီ AX8 ထွက်တဲ့ချိန်မှာဒီကျွန်တော်နေတဲ့နေရာဒီ music sign တခုကဟိုသူတို့ official dealer အနေနဲ့ယူလိုက်တဲ့အခါမှာဒီ AX8 model နဲ့စပြီးသူတို့ဆိုင်မှာပေါ့နော်ဒီ fractal XFX2 AX8 ပြီးလို့ရှိရင်အဲ့ဒါပေါ့နော်အဲ့နောက်ပိုင်းကိုသူတို့စပြီးရောင်းတော့အဲ့မှာကျွန်တော်ဒီ AX8 ထွက်လာတော့ဒီ2000ထွက်လာ2016မှာထွက်တယ်ကျွန်တော်ဝယ်ဖြစ်တာက2019လောက်မှဖြစ်မယ်ထင်တယ်ထွက်ပြီးနောက်တစ်နှစ်မှာကျွန်တော်ဝယ်ဖြစ်တယ်ဒီကောင်တော့မဟုတ်တာကျွန်တော်ရဲ့ဒုတိယလုံးအဲ့တုန်းကဝယ်တဲ့အလုံးကိုလည်းကျွန်တော်ရောင်းလိုက်ပြီနောက်ဆိုင်တုန်းကကျွန်တော်ဝယ်တဲ့ကောင်ကိုကျွန်တော်ဘယ်လောက်ထိသုံးလဲဆိုတော့ကျွန်တော်3နှစ်4နှစ်လောက်ကျွန်တော်သုံးတယ်ကောင်းကောင်းသုံးပြီးတော့ကျွန်တော်ဒီကျွန်တော်တို့ဒီဟိုဟာတွင်းမှာလေဘာခေါ်လဲဒီ global pandemic lockdown ပေါ့နော်ဒီ covid ကာလမှာကျွန်တော်ရောင်းပြီးတော့ကျွန်တော်မှတခြားရှိတဲ့ဟာတွေနဲ့အကုန်ရောင်းပြီးတော့မှကျွန်တော် music man ကျွန်တော်ဟိုဟာဒီ7 string video ဟောင်းတွေမှာတွေ့တယ်ကျွန်တော် Animal Music Man ပေါ့နော်7 string JP7 2007 limited edition ပေါ့နော်အပြာရောင်sea green blue ဘာရောင်တို့တော့အစိမ်းနဲ့အပြာနဲ့ရောထားတယ်တော်တော်လေးဟိုဖြစ်တယ်ကျွန်တော်မှဆက်ချက်စားမောင်စီမှာတလက်ရှိတွေမှာတင်တယ်6 string ပေါ့နော်အရင်တော့ကျွန်တော်ငယ်ငယ်တော့မြင်ဘူးတယ်ဆိုတော့အဲ့ဒီ2007 limited edition 7 string ကိုကျွန်တော်ဝယ်လိုက်တယ်ဝယ်ပြီးတော့အဲ့ဒါနဲ့နောက်တော့ကျွန်တော်ဒီ fractal ကိုဘာမှမသုံး fractal မသုံးနဲ့ကျွန်တော်ဒီ line 60 port kidney ပေါ့နော် POD HD မှာဒီအဲ့ဒီဟိုsorry we have okay ကျွန်တော် music man ဝယ်ပြီးတော့မှတောက်ရှောက်ကျွန်တော်ဒီ fractal ကိုမသုံးဖြစ်ဘူး how long is this 8 minutes already so ဟို FM3 ထွက်လာမှကျွန်တော်ပြန်ဝယ်သုံးတယ်เนาะဆိုတော့စကားအရှိန်ပြော story FM3 ဝယ်ရောက်လာတယ် FM3 ရောက်တယ် FM3 ကိုသုံးတယ်တော့ကြိုက်တယ်မိုက်တယ်သူတို့ရဲ့ဒီ effect upgrade ထားတဲ့ဟာအကုန်လုံးပေါ့เนาะဒီအဲ့ဒါသုံးတယ်သုံးပြီးတော့ကျွန်တော်ထုံးစံတိုင်းပေါ့နော်နှစ်3နှစ်လောက်ကျွန်တော်သုံးပြီးတော့စိတ်ထဲမှာတိတ်ပြီးတော့သဘောမကျဘူးဒီဟာကိုပဲပြင်သတိရတယ်ဒီ X8 ကိုပဲအမြဲတမ်းမြင်ရအောင်နဲ့စိတ်ထဲမှာ affect ဖက်တယ်လို့ဖြစ်လို့ရှိရင်ဒီဟာကိုပဲအမြဲတမ်းပြင်ပြီးတော့မှသဘောကျပြီးလို့ချင်းတော့အဲ့ဒါနဲ့ကျွန်တော်ဒီ online မှာလေဒီကျွန်တော် FM3 နဲ့ဒီကောင်နဲ့1 to 1ပေါ့နော်ကျွန်တော်လဲလိုက်ဆိုတော့ okay that's a story ဘာလို့ကြိုက်လဲဆိုတော့အဓိကတော့ကျွန်တော်ကဟိုခုနပြောလို့ကျွန်တော် fractal ကိုစကြိုက်တဲ့ချိန်တော့ကြာတော့ဒီ XFX Ultra တင်တယ်ကျွန်တော်မမိုင်း XFX Ultra ကနေစကြိုက်တယ် XFX 2 TCD သူရဲ့ green screen ရန်တဘောကြာတယ်နောက်တစ်ခုကဒီကျွန်တော်က rack တက်ဆိုင်အဲ့တော့ rack တက်ဆိုင်ကျွန်တော်ပြတဲ့ကိုပိုသဘောကျတယ်အဲ့လိုပဲပြောမှာပေါ့နော် rack ကိုတော့သဘောတော့ကျတယ်ဒါပေမဲ့ဟို live မှာကျတိတ်စင်ဘာလို့အဲ့ရှိမှာကျွန်တော် rack
တော်တော်လေးရှိခဲ့ဖူးတယ်ကျွန်တော်မှာဒီ hot series တွေတော်တော်များများကျွန်တော်မှာရှိတယ် so red unit ကတကယ်လေးအဆင်မပြေရတော့ကျွန်တော်စဉ်းစားဒီတကယ်ဟို fractal က parallel မျိုးထုတ်လို့ရှိရင်တော့ perfect ဖြစ်မှာပဲเนาะဆိုတော့ဒီဆိုဖြစ်ချင်တော့အဲ့လိုကာလမှာသူတို့ကဒီ format ပဲဒီလိုပုံစံပဲနည်းနည်းလေးတော့ပြောင်းလဲရှိတယ်ဒါပေမဲ့ကျွန်တော်တက်ပုံဒီမှာ link ပေးမယ်သူတို့ AX မဟုတ်ဘူး FX8 ဆိုပြီးမှပထမဆုံးထွက်တယ်ပြီးလို့ရှိရင် FX8 Mark II ဆိုပြီးတော့ထပ်ထွက်တယ်ပေါ့နော်ဆိုတော့ FX Mark II ကဒီကောင်နဲ့အတူထွက်တာဆိုတော့ FX ကြတော့သူ effect ကြီးပဲ M model လာမဟုတ်ဆိုသူကဒီ fractal ရဲ့ effect တွေအားလုံးပဲသူကဒီ unit ကိုတည်းမှာထည့်ပေးထားတာ M မပါတဲ့အတွက်ကြောင့်သူကဘယ်လိုနဲ့ကြိုက်လဲဆိုဒီ M နဲ့တွဲတည်ရဲ့သူတွေပဲကြိုက်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့တိတ်မကြိုက်ဆိုတော့အဲ့ဒါကိုကျွန်တော်အပြင်မှာမြင်ဘူးတယ်ပြီးတော့အရင်တော့ကျွန်တော်တို့ဒီ gastric covid တို့ဒီသူတို့ဒီကျွန်တော်ရှိတဲ့နေရာသူတို့clinic တွေလာတွေ့တယ်ဒါပေမဲ့ကျွန်တော်တက်တဲ့ဖျားကြောင့်ပါလေကမားတက်သုံးတာတွေ့တယ်အရင်တော့သဘောကျတယ်ဒါပေမဲ့သူက effect ကြီးပဲဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်တိတ်ပြသုံးမတက်ဘူးတိတ်မလို့ချင်ဘူးအဲ့နဲ့ကျွန်တော်အားလုံးရဲ့ wish ပေါ့နော်ဒီကလာသမားအားလုံးရဲ့တော့ wish တဲ့အတိုင်းပဲ M online ထုတ်မှတော့ဆိုတကယ်လည်းသူတို့ထုတ်ဖြစ်တယ်ထုတ်ပြတာနဲ့ကျွန်တော်ချက်ချင်းပဲဝယ်ဖို့စူးစမ်းရတယ်ဒါပေမဲ့ထွက်ချင်းကဖြစ်ချင်တော့ထုံးစံတယ်ပဲ2016ထွက်ချင်းဒီသူတို့ဒီfractal ကသူကဒီကမ္ဘာလုံးအတွက်သူတို့ကဒီဟို product ကို company တော်တော်များတူပါတယ်သူတို့ရဲ့ dealer တွေအတွက်ဥပမာဒီ Asia မှာ dealer ဘယ်နှယောက်ရှိလဲဆို dealer sign ကို10လုံးဆို10လုံးသူတို့သတ်မှတ်ထားတာပေါ့နော်ဆိုရင်သတ်မှတ်ထားတဲ့အလုံးအကုန်ရောင်းထွက်သွားတယ်ရောင်းထွက်သွားတော့ဒီကျွန်တော်ပထမထွက်ချင်းနဲ့မှာမဝယ်လိုက်ရဘူးပဲနဲ့နောက်တစ်ခေါက် stock ပြန်ရမှာကျွန်တော်ဝယ်ဖြစ်သွားတယ်သဘောဖြစ်သွားတာပေါ့နော်ဆိုတော့အဲ့ဒါနဲ့ဝယ်ဖြစ်သွားတယ်အဲ့ဒါကျွန်တော်ရဲ့ပထမဦးဆုံးfractal အတွေ့အကြုံပဲမတိုင်ခင်မှာ recording မှာတော့တကယ်ချင်းတစ်ခါလို့တီးမှုတယ်ဒါပေမဲ့ကိုယ်တိုင်ပထမဆုံးထိတွေ့ခွင့်ရတာအဲ့တော့မှပေါ့နော်အဲ့တော့မှဒီ fractal ရဲ့သဘောတရားနဲ့သူ့ရဲ့ high ကိုတေချာလေးလေ့လာဖြစ်သွားတာပေါ့နော်လေ့လာဖြစ်သွားတော့အဲ့မတိုင်ခင်မှာကျွန်တော် research တွေတောက်လျှောက်လုပ်တဲ့အခါမှာဘာဖြစ်လို့ဆို Canva ကလည်း stage profile အဲ့တော့ stage profile သူမထွက်သေးဘူးဟုတ်တယ်မထုတ်သေးဘူးနောက်ပိုင်းမှာထုတ်အဲ့တော့ Canva rec ပဲရှိသေးတယ်ဆိုအဲ့ဒီတော့မှကျွန်တော်ဒီ fractal ကိုရပြီးတော့ကျွန်တော်research လုပ်ကြည့်တာပေါ့နော် research လုပ်ကြည့်တယ်အဲ့ဒီခေတ်တော့ကကြတော့ဒီ Canva နဲ့ fractal ပဲရှိတော့ကြအဲ့နှစ်ခုရဲ့အလုပ်လုပ်တဲ့ပုံပဲပုံကောင်းလိုက်ပဲပုံမကောင်းလဲဆိုတော့ကျွန်တော် research လုပ်ကြည့်တဲ့အခါမှာဘာတွေ့ရလဲဆို Canva ကကြတော့ကျွန်တော်ရဲ့ Canva video မှာလည်းကျွန်တော်ပြောထားတယ်ပေါ့နော် Canva ကြတော့သူကဒီ profiler ဖြစ်တဲ့အတွက်ကြောင့်ဒီကျွန်တော်တို့ဒီနိုင်ငံခြား artist တွေအတွက်အဆင်ပြေတယ်preset ကိုအားကိုးရလို့အတွက်အဆင်ပြေတယ်ဘာလို့ဆိုသူကဒီကဲအကောင်းဆုံးထုံးတဲ့ patch တွေကိုတေချာ capture ပြီးထည့်ပေးထားတာပေါ့နော်ဆိုထည့်ပေးထားတဲ့အတွက်ကြောင့်အသေးစိတ်တော့ကျွန်တော်မရှင်းပြတော့ဆိုတော့အဓိကတော့အတန်ရန်ကောင်းတဲ့ဟာတစ်ခုသူကအကောင်းဆုံး quality နဲ့ copy ပေးတဲ့သဘောမျိုးဖြစ်သွားတယ်သူရဲ့အလုပ်လုပ်ပုံစံဒါပေမဲ့ fractal ကြတော့သူကမဟုတ်ဘဲနဲ့သူကကြတော့ဘယ်လိုလုပ်လဲဆိုအဲ့ဒီ effect တွေဒီကျွန်တော်တို့ကြိုက်တဲ့ app တွေကိုသူကဒီ programming လုပ်တဲ့ခါမှာပေါ့နော်သူအထဲမှာသူတို့ဒီ program ဆွဲတဲ့ခါမှာသူတို့ကအပြင်မှာတကယ် app ဘယ်လိုလုပ်လို့လဲဆိုတာကိုသူတို့ကအတိအကျတွက်ချက်ပြီးတော့အဲ့ဒီတိုင်းသူတို့ program ဆွဲတယ်နော်ဥပမာသူတို့ဒီ code တွေပါရေးတဲ့ခါမှာအဲ့တိုင်းရေးတာပေါ့ဥပမာသဘောတစ်ခုကပြောမှဆိုဒီ Mesa Book Rectifier ကဒီသဘောကဘယ်လိုပြောမလဲ tube ၅လုံးထားပါတော့ဒါဥပမာပေါ့ကျွန်တော်သိချင်မသိဘူးဆို tube ၅လုံးသုံးတယ် tube ၅လုံးသုံးဖို့တော့ကိုသူပဲအဆင့်တွေဘယ်လောက်ဖြတ်ရလဲဆိုတဲ့ဟာမျိုးကိုသူတို့ကသေချာလေးတွက်ပြီးတော့မှ program လုပ်တဲ့ခါမှာသူတို့အဲ့တိုင်း program ဆွဲတဲ့အတွက်ကြောင့်အဲ့ဒီ Mesa Book Rectifier နဲ့ဟို 99% အနိကဆုံးဟို app တလုံးကိုသူတို့ရတော့ modeling ပေါ့နော် modeling ပြီးတော့ဒီအခုချိန်လေးဒီ effect panel design နဲ့ပါတော့ကျွန်တော်ဒီအကြိုက်ဆုံးပဲဒီ design display သူရဲ့ layout အကုန်လုံးတခုတော့ရှိတယ်တခုပဲရှိတယ်ဒီ panel တွေမှာဟိုပို့ပြီးတော့မှဟိုဘယ်လိုပြောမလဲဒီကျွန်တော်တို့ဒီ screen လိုမျိုးပါလို့ရှင်တော့ perfect ဖြစ်ပြီ screen ပေါ့နော် screen တည်းလေးအဲ့ဒါပိုင်တော့ perfect ခုတော့ screen မပါဘူးဆိုပေမဲ့စင်ပြေပါတယ်ဆိုတော့ကျွန်တော်တို့ကတော့ဒီအခုလက်ရှိ market မှာရှိနေတဲ့ panel အားလုံးတွေမှာဒီကောင်အကြိုက်ဆုံးလေးအောင် perfect ဖြစ်ဆုံး
better ပြောမမှားဘူးပေါ့နော်ဒါကျွန်တော်ရဲ့ favorite personal favorite ဖြစ်တယ်နောက်တစ်ခုဒီကျွန်တော်အားလုံးသိပြီးတော့ဒါပေမဲ့ကျွန်တော်တခုရှင်းပြဖို့မေ့သွားတယ်ပထမ factor ဗီဒီယိုမှာတော့ကျွန်တော်မရှင်းပြမိရဘူးဒီက live မှာလည်းပို့ပြီးအသုံးဝင်တယ်သူရဲ့ app တွေကတော့နည်းနည်းတော့ဟောင်းတယ်ခုနကပြောလို့ FM series နဲ့ရှင်းလို့ရှိတာနည်းနည်းတော့ဟို outdate ဖြစ်တယ်လို့ဖြစ်ပေမဲ့သူ effect တွေ app တွေကကိုလိုချင်တာကိုရအောင်ချိန်လို့ရတယ်သွားလို့ရတယ်quality ကတော့မကျသွားဘူးပေါ့နော်ဆိုတော့နောက်တစ်ခါဒီမှာကိုပို့ပြီး control လုပ်ရတယ်ဒီ pedal shift ခုစလုံးဒီ X ဆိုတဲ့ pedal shift ခုစလုံးကိုအပြည့်အဝ control ခွင့်ပေးတဲ့အတွက်ကြောင့်ဒီကောင်တော့အဆင်ပြေတယ်ဆိုတော့ဒီ fractal ကသူဘလို့သူ့ရဲ့ဟို patch ခွဲပုံလို့လဲဆိုသူ့မှာ bank ရှိတယ်ပြီးရှင်သူက scene ရှိတယ် scene ပြီးတော့မှဟိုဘယ်လိုပြောမလဲ scene ကကျွန်တော်တို့ဆို preset လို့လည်းခေါ်လို့ရပါတော့เนาะဒါပေမဲ့ fractal မှာတော့ scene အနေနဲ့သုံးတယ် scene အနေနဲ့သုံးတယ် preset အနေနဲ့လည်းသူ language နဲ့သုံးတယ်နောက်တစ်ခုကဒီ individual y block ပေါ့เนาะဒီ y blocks ဆိုတော့ဒီ fractal ကိုဒီ parable ကိုဘယ်လိုကျွန်တော်တို့စိတ်ကြကျွန်တော်တို့ဟို setting လုပ်ရတယ်ဒီ10ခုကို scene 10ခုအနေနဲ့ပေါ့နော် scene 1 scene 2 scene 3 scene 4ဆို preset 10ခုအနေနဲ့သုံးလို့ရတယ်လို့ဒီ10ခုစလုံးကို preset ခုပဲဥပမာဒီဟာဆိုကျွန်တော်ကဒီ scene 1ပေါ့နော် scene တစ်ခုဖြစ်တယ်ဒါပေမဲ့ scene တစ်ခုဖြစ်တယ်ဒါပေမဲ့ဒီ10ခုစလုံးကကျွန်တော်ရဲ့ဒီ scene တစ်ခုထဲကeffects နဲ့ app 10ခုကိုထိန်းချုပ်ပေးတယ်so the word ခုကဒီ scene ခုလုံးကဒီကျွန်တော်တို့ rig တစ်ခုဖြစ်သွားတာပေါ့နော်ဒီကျွန်တော်တို့ဒီ gear rig ဆိုဒီ pedal တွေပါမယ် amp တွေပါမယ်ဆိုကျွန်တော်တို့ရဲ့ rig တစ်ခုလုံး preset ခုလုံးကဟိုဒီကျွန်တော် scene မှာ block ပုံစံနဲ့သုံးတဲ့အတွက်ကြောင့်ကျွန်တော်မှာဒီမှာ amp အဖွင့်ပေးရှိမယ် cabinet အဖွင့်ပေးရှိမယ် compressor ရှိမယ် gauge ရှိမယ်ပေါ့နော်အဲ့လိုမျိုးကိုစိတ်ကြအဲ့လို amp နဲ့ဒီ analog pedal နဲ့ကိုဘယ်လိုမျိုးတီးတဲ့ပုံစံမျိုးနေနဲ့ကျွန်တော် set up လုပ်လို့ရဆိုကျွန်တော်ဒီ individual pedal တွေကိုကျွန်တော်စိတ်ကြိုက် command ပေးထားအောင်မှာဒီအားစနဲ့ခုနကဘယ်လို amp cap compressor gate reduction overdrive chorus delay reverb tuner preset up and down စသဖြင့်ပေါ့နော်ဆိုဒီမှာ10ခုset ခုရှိဒီ set ခုစလုံးကိုစိတ်ကြိုက်မျိုးဟောလုပ်လို့ရတယ်နောက်တစ်ခုက scene တစ်ခုချင်းစီလည်းလုပ်ရတယ် scene တစ်ခုချင်းစီလို့တော့ကို scene တစ်ခုလုပ်လို့ရှင်တော့ဒီကိုရဲ့ scene ဒီ rig တစ်ခုထဲမှာရှိတဲ့individual pedal တွေကိုဘာမှအဖွင့်ပေးလို့မရတော့ဘူးเนาะဆိုတော့အဲ့ဒါကတော့ကျွန်တော်တို့အထူး pedal အဟောင်းတွေဒီ GT 100 GT 10 GT 8အဲ့ဒီတော့က preset အပြောင်းလဲနေတူတယ် preset တစ်ခုထဲမှာအကုန်လုံးကို set တွေလုပ်ပြီးသားပြောင်းလို့မရတော့ဒီလေးလောက်ပဲပြောင်းလို့ရအစားသဖြင့်ပေါ့ဆိုတော့အဲ့လိုပုံစံမျိုးပေါ့เนาะရှင်းလာတော့မသိဘူးရှုပ်လေးရှုပ်သွားနိုင်တော့so the now question နေလို့ရတယ် individual pedal မျိုးနဲ့လည်း control လုပ်ရတယ်ပြီးလို့ရှိရင်ကိုယ်လို control တဲ့အခါမှာကိုယ့်ရဲ့ဒီ layout ကကိုယ်ဟွာဖြစ်သွားတာပေါ့ဒီ M ရဲ့ဒီ control knob လို့ဖြစ်သွားတာပေါ့နော်ဆိုတော့အရင်အဆင်ပြေတယ် show မှာဆိုရေးလဲအသုံးတဲ့ဒါပေမဲ့ဒီ digital ကျွန်တော်တို့အခုနောက်ပိုင်းဒီ FM9 နဲ့ဒီ FM3 တာပို့ပြီးတော့ကျွန်တော်ကြားတာတော့သူ latency အများကြီးလျော့သွားတယ်နောက်တစ်ခုကscene တစ်ခုနဲ့တစ်ခုအပြောင်းလဲမှာဟိုမကြတော့ပေါ့နော်ဆိုကျွန်တော်တို့ pedal တီးရလို့ဆိုရင်သိတယ်မယ်ကျွန်တော် pedal preset ခုနဲ့တစ်ခုအပြောင်းလဲကိုကျွန်တော်ပြောင်းတဲ့ခါမှာသူ second ပိုင်းနောက်ကြတယ်ဆိုတော့အမြဲတမ်းကိုကဟိုကြိုတင်ပြီးတော့မှပြောင်းရတယ်ဆိုတော့ဟိုဂျုံလုံးဘုသူရနဲ့ပြောလို့ရှိရင် metallic ကလည်းသူတို့ဒီ fractal သုံးတယ်ဆိုတော့သူတို့ဘယ်လိုသုံးလဲဆိုတော့သူတို့ကဒီ preset ခုနဲ့တစ်ခုကြားရမှာသူ second ပိုင်းအပြောင်းလဲဖြစ်တော့သူတို့မလို့ချင်သူတို့က instantချက်ချင်းalso metallic show ကျွန်တော်ကြည့်လို့ရှိရင်သူ clean နဲ့ over ဒီ high gain နဲ့အပြောင်းလဲကိုသူ guitar check ကပဲပြောင်းပေးတဲ့ခါမှာသူက quality သူလုံးဝ delay မခံတဲ့အတွက်ကြောင့်သူတို့ဘယ်လိုသုံးလဲဆိုတော့ဥပမာ James Hetfield ဆိုရင်ဒီသဘောတစ်ခုကသူ preset ၄ခုသုံးမယ်ဆိုရင်သူရဲ့ signal က fractal rack ၄ခုခါသုံးပလိုက်တယ် rack တစ်ခုကအတန်တစ်မျိုးစီပဲဆိုတော့သူအဲ့ဒါကိုဒီ MIDI controller နဲ့ပြောင်းတဲ့အခါမှာဒီ preset ခုနကပြောင်းလဲရတော့ instant no ဘယ်လိုပြောမလဲလုံးဝ delay မရှိဘူးเนาะ latency လည်းမရှိဘူးအဲ့လိုသုံးကြတာပေါ့နော်ဆိုတော့ကျွန်တော်တို့1 unit ပဲသုံးနေတဲ့အတွက်ကြောင့် preset ခုတစ်ခုကြောင်းမှာတော့သူရဲ့အဲ့ဒီ second ပိုင်းသူရဲ့ delay လေးလို့ရှိသေးတယ်ဆိုတော့အဲ့ဒီဟာတော့
ကျွန်တော်တို့အားလုံးကမာတိုင်းသိမှထင်တယ်ပေါ့နော်ဆိုတော့အဲ့မဲ့ကျွန်တော်ကြားတယ်ဒီ FM9 တို့ဒီ FM3 Turbo တို့ကအဲ့ဒီဟာကိုလည်းအများကြီးသူတို့ဟို upgrade ဟိုဘယ်လိုပြောမလဲ upgrade ထားတယ်ပေါ့နော်ဘယ်လိုပြောလို့ရအောင်နော် upgrade ထားတယ်ဆိုတော့ကျွန်တော်တို့အသေးစိတ်ဒီချဲတော့ကျွန်တော်တို့အလားမကက်ပါကိုဟို online မှာလည်းရှာလို့ရတယ် alright okay နောက်ဆုံး final thought ကတော့ကြုံကြိုက်လို့ရှင်ဒီဥစ္စာတော့ဥပမာcampus safe profile တို့ဘာလို့ကျွန်တော်ပြောတော့ဗောနော်ဒီ FM3 Turbo Motor FM3 နဲ့ဒီကောင်နဲ့ကြုံကြိုက်လို့ရှင်တော့ကျွန်တော်တို့ဒီကောင်ကိုပို့ပြီးအားပေးဝယ်ဖို့ပေါ့နော်အခုချိန်တော့ second hand market မှာတော့ဒါဈေးအတူတူလောက်ဖြစ်နေမယ်ဒီကောင် FM3 ရောဆိုတော့ကျွန်တော်ကတော့ဒီ X8 ကိုပို့ပြီးအားပေးဒါပေမဲ့သူ့ရဲ့ပြဿနာတစ်ခုကfirmware update လုပ်လို့မရတော့ဘူး editing software လည်းသူကနည်းနည်းလေးခါလေးချက်နဲ့တိုင်ပတ်တက်တယ်เนาะကိုကွန်ပျူတာမှာဒီ editing software ခါလေးဒါပေမဲ့တိတ်တော့ big issue တော့မဟုတ်ဘူးเนาะအဲ့ဒါလွယ်လို့ရှိရင် FM3 ကတော့ကျွန်တော်တို့ firmware လည်း edit လုပ်လို့upgrade လုပ်လို့ရတယ်ဒီ turbo ထွက်လာနောက်ပိုင်းမှာတော့ကျွန်တော်ထင်မရတော့တော့ဘာလို့ဆိုတော့ဒီအဲ့နောက်ပိုင်း firmware upgrade လုပ်လို့ရှိရင်ဒီ turbo တော့ဖြစ်သွားတယ်ဆိုတော့ဘာဖြစ်လို့ဈေးကတော့တူလောက်ဖြစ်လိမ့်မယ်ဆိုတော့ကျွန်တော်ကတော့ဘာပိုအားပေးစဒီကောင်ပိုအားပေးအဓိကချက်ကတော့ကိုပိုပြီး control လုပ်လို့ရတာပေါ့နော်ဆိုတော့မှတဘောက FM3 မှာဒီကျွန်တော်တို့ modern နဲ့ပိုပြီးတက်တဲ့ဒီ amp ဒီ pedal တွေတော့ထည့်ပေးထားတယ်တဘောက horizon device တို့ပြီးလို့ရှိရင်ဒီ ref amp ဘာညာပေါ့နော်အဲ့ဒီဟာမျိုးတွေတော့သူတို့ထည့်ပေးထားတယ်ထည့်ပေးထားတယ်ဒါပေမဲ့ဟိုပြဿနာကကိုတကယ်ပွဲပဲတီးတော့မှဆိုရင်ဒီဒါမှမဟုတ် recording တီးမှဆိုရင်အဲ့ဒီအတန်တွေကိုကျွန်တော်တို့ဒီ FM3 မှာပေးထားနိုင်တယ်ကိုအများကြီးလုပ်လို့ရတာပေါ့နော်တဘောတစ်ခုကဒီကျွန်တော်တို့ဘာလို့ဆိုအဲ့ဒီ pedal တွေကဒီရှိပြီးသားအရင်တော့ဒီကျွန်တော်တို့ဒီ tube screamer တို့ဒီ OVD ဘာညာအဲ့ဒါတွေကိုတို့ modify ပြန်လုပ်ထားတာပေါ့နော်ဆို ref amp ဆိုလည်းအဲ့လိုပဲဒီ rectifier နဲ့ဒီ5150ဘာညာပေါင်းစပ်ထားဆိုအဲ့လိုပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့မှာရှိတဲ့ amp နဲ့modern သုံးဖို့လည်းကို create လုပ်လို့ရတဲ့အတွက်ကြောင့်ပေါ့နော်ပို့ပြီးတော့မှလက်တွေ့မှာကိုယ့်အတွက်ပို့ပြီးအသုံးတဲ့ပြီးကိုပို့ပြီးမှပွဲမှာ control လုပ်လို့ရတယ်ပို့ပြီးတော့မှကိုယ့်အတွက်ပို့ပြီးတော့မှဟို option ပုံများတာဒီကောင်ဖြစ်တယ်ပေါ့နော်ဆိုတဲ့အတွက်ကြောင့်ကျွန်တော်ကတော့ဒီကောင်ပို့ပြီးအားပေးတယ်အမေကျွန်တော်မ FM3 က recording software interface လို့မျိုးပေါ့နော်ဒီကျွန်တော်တို့ recording လုပ်လို့ရအောင်လုပ်ထားတယ်ထင်းတယ်ဒါတော့ကျွန်တော်တိကျပြန်ကြည့်ရမယ်ကျွန်တော်မှလည်းမှာပဲပေါ့နော်အဲ့ချက်ပါကျွန်တော်မစမ်းကြည့်ဘူး anyway ဆိုတော့ဘာဖြစ်ဖြစ်ကျွန်တော်ဒါကျွန်တော်ရဲ့နောက်ဆုံး farewell for now အခုလက်ရှိမှာဒီကောင်ယူ bye bye လုပ်ရမယ်ဆိုတာအဲ့ဒါအမှတ်တရအနေနဲ့ကျွန်တော်အတွေ့အပေါင်းဆုံး experience ပေါင်းဆုံးအဲ့ဒါကိုဒီမှာ sharing လုပ်ရင်းနဲ့ဒီမှာရှိတဲ့ border နဲ့လည်းနည်းနည်း touch point ပေါ့နော်လုပ်ရင်းနဲ့ဆိုတော့တင်လိုက်တာဖြစ်တယ်ဆိုတော့ကျေးဇူးတင်တယ်ဆက်ရှိတဲ့ရှင်နဲ့အဆုံးထိကြည့်ရဆိုရင် thank you ပါ so God bless take care everyone see you guys in the next video